မျိုးသားတယောက်ဟာဆက်နောက်ပြီးစကားပြောလိုက်မိုံတင်ရှိပါသေးတယ်။ဒါပေမဲ့စစ်သားတယောက်ကသူ့ရဲ့လေပင်ကိုချက်ချင်းပဲအတင်းညစ်လိုက်ပါတယ်။သူကအဲ့ဒီစစ်သားကိုလက်လွတ်ဖို့တတိပေးခဲ့ပြီးမဟုတ်ရင်လူတိုင်းပြဿနာအကြီးကျယ်တက်လိုက်မယ်လို့ပြောခဲ့ပေမဲ့စစ်သားကတော့သူ့ကိုအသက်ရှူချက်တဲ့အထိပိုပြီးအားဆိုင်ညစ်လိုက်ပါတယ်။လူတက်မှုအထိဖြစ်သွားမှာစိုးရိမ်တာကြောင့်ဘီလီကသူတို့ကိုအမြန်ကြားဝင်ဖြန့်ဖြေပေးပြီးသူ့ဖွဲ့သားတွေကိုတခြားနေရာကိုခေါ်သွားခဲ့ပါတယ်။သူကတော့အရာအလုံးပြီးဆုံးသွားပြီလို့ထင်နေခဲ့ပေမဲ့ကလဲ့စားချေမှုကအနားကိုရောက်ရှိနေပြီဆိုတာကိုတော့သူလုံးဝမသိရှိခဲ့ပါဘူး။မကြခင်မှာပဲရန်ရန်စီကိုဖုန်းတစ်လုံးဝင်လာပါတယ်။အရာရှိတယောက်ကသူတို့ကိုအစည်းအဝေးခန်းစီချက်ချင်းလာဖို့အမိန့်ပေးလိုက်ပါတယ်။ဘီလီနဲ့ရန်ရန်တို့ရောက်သွားတဲ့အခါမှာတော့သူတို့ကိုစောင့်ကြိုနေတဲ့သူဟာကျယ်လေးပွင့်ဆင်းရှိတဲ့ဗိုလ်ချုပ်ကြီးတယောက်ဖြစ်နေတာကြောင့်သူတို့နှစ်ယောက်စလုံးအံ့ဩသွားကြပါတယ်။ဗိုလ်ချုပ်ကြီးကသူ့ရဲ့မွေးစားသားဟာနှိမ့်ဆက်ညှဉ်းပန်းခံခဲ့ရတယ်လို့ပြောပြီးအဲ့ဒီအတွက်သူတို့နှစ်ယောက်လုံးကိုအပြည့်ရှင်းပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရန်ရန်ကဒါဟာစနောက်ယုံတက်တက်ပါလို့အလင်းအမြန်ရှင်းပြခဲ့ပေမဲ့ဗိုလ်ချုပ်ကြီးကတော့နားမထောင်ခဲ့ပါဘူး။ဘလို့ပဲရှင်းပြအကျိုးမထူးဘူးဆိုတာသိလိုက်ရတဲ့အခါရန်ရန်ဟာဒေါသထွက်သွားပါတော့တယ်။သူဟာစစ်ဝင်ကြီးဖြစ်တဲ့သူ့ရဲ့အဖေစီကိုချက်ချင်းဖုန်းဆက်လိုက်ပါတယ်။စစ်ဝင်ကြီးကဗိုလ်ချုပ်ကြီးကိုငါသားကိုတစ်ခုခုလုပ်ရင်မင်းရဲ့မိသားစုတစ်ခုလုံးပျောက်ကွယ်သွားရမယ်လို့တတိပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရန်ရန်ဟာဆိုဖာပေါ်မှာမောက်မာစွာထိုင်လိုက်ပြီးဗိုလ်ချုပ်ကြီးကဒူးထောက်တောင်းပန်လာမှာကိုစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်ကြီးကတော့ဒါတွေကိုကြိုတင်တွက်ချက်ထားပုံရပါတယ်။သူဟာသူ့နောက်ွယ်ကလိုက်ကာကိုဖွင့်လိုက်တဲ့အခါမှာတော့အမေရိကန်ပြည်ထောင်စုရဲ့ဒုတိယသမ္မတကြီးကထွက်ပေါ်လာပါတော့တယ်